အားလုံးမင်္ဂလာပါဗျာကျေးဇူးပေးနေပြန်လဲကြိုဆိုပါရစေကျွန်တော်ဒါဒီနေ့ကတော့ဒါနှစ်ခိုက်ကွင်းတစ်ကွင်းချင်းလေးလုံကြီးလေးတွေကျွန်တော်ဒါဒီဇိုင်းနှမျိုးကျွန်တော်ပြပေးမယ်ဒီလိုအရန်လာတယ်ကျွန်တော်ဒါ ISO ဒီဇိုင်းကိုမှကျွန်တော်ဒါကလေးမျိုးရဲ့စစ်ပေါ့ဗျာနော်ဒါလေးဆိုရင်နှစ်ခိုက်ကွင်းတစ်ကွင်းချင်းကျွန်တော်ဒါချင်းတယ်တွေအကုန်လုံးကအိန္ဒိယကြီးအယောင်မကြောက်ဘူးရေမယုံဘူးဒီမှာဆိုရင်ကျွန်တော်ဒါအပြင်ပိုင်းပေါ့ဗျာနော်အပြင်ပိုင်းမှာဆိုလဲကျွန်တော်ဒါချီကအရန်ကျစ်တယ်နော်ကျစ်တယ်ကျွန်တော်ဒါဖွာမသွားဘူးနော်ဒီဇိုင်းလေးလည်းတော်တော်လေးလာတယ်ကျွန်တော်တို့ကဒီလိုအနက်ခံပေါ်မှာကာလာပြောင်းနေလာမှာနော်အနက်ခံပေါ်မှာကျွန်တော်တို့ကကာလာပြောင်းနေလာမယ်တော့ shape ပြေးလေးနဲ့နော်လုံးဝလေးရက်လက်ကောက်တယ်နော်ဒီမှာအတွန်းပိုင်းကိုကျွန်တော်ပြမယ်ဒီမှာအတွန်းပိုင်းအတွန်းပိုင်းမှာကျွန်တော်တို့ဒါလက်ကောက်ဖြစ်အောင်လို့ကျွန်တော်ဒါလက်ကောက်ဖြစ်ကြောင်းကျွန်တော်တို့အတွန်းပိုင်းလေးပြပြီးတာဒါအတွန်းပိုင်းအတွန်းထဲမှာလည်းအရန်မရှုပ်ဘူးတချို့ကြတော့ကျွန်တော်တို့ကဒါတချို့ customer တွေကြတော့ကျွန်တော်တို့ဒါကော်ပိတ်လေးခံဝက်ကြတယ်တချို့ကြောင့်လည်းမခံဘူးဘာဖြစ်လို့လဲဆိုတော့အစင်ပြည့်တဲ့အတွက်ကြောင့်မို့အစင်ပြည့်ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒါကော်ပိတ်တချို့ကလည်းမခံကြဘူးနော်ဒီလိုမျိုးလေးနှစ်ခိုက်ကွင်းပေါ်မှာတကွင်းချင်းအိန္ဒိယချီသူ့ရဲ့အားသာချက်ကကျွန်တော်ဒီချင်းတယ်တွေအားသာချက်ကတော့ကျွန်တော်တို့အယောင်မကြောက်ဘူးရေမယုံဘူးကျွန်တော်တို့တခါတည်းတန်းပြီးတော့မှချုပ်လို့ရတယ်ပေါ့ဗျာနော်လေးရလက်ကောက်ထဲကျွန်တော်အသားလေးကြက်ကြက်ကလေးနဲ့ရကန်းပေါ့နော်ရကန်းတဲ့ဖြစ်တယ်ပေါ့ဗျာဒီလိုရွေးချယ်စရာရှိတယ်ပေါ့ဗျာနော်သူကဒီစီနီလုံးလေးတွေမှာကျွန်တော်တို့ဒါကာလာလေးပြောင်းမယ်ချိတ်ကလေးတွေမှာကျွန်တော်တို့ဒါကာလာလေးပြောင်းမယ်နော်ရှိတ်ပြေးလေးတွေပေါ့နော်ဒီလိုမျိုးလေးတွေကျွန်တော်တို့ဒါလေးတွေကကြတော့ကာလာလင်းတာလေးတွေကြိုက်သလားမှန်နဲ့ငိမ့်တာဘက်ကိုသွားတာကြိုက်သလားပေါ့နော်လူကြီးလူငယ်မရွေးဘူးပေါ့ဗျာဒီဇိုင်းလေးကလည်းကျွန်တော်တို့ဒါစီနီလုံးလေးနဲ့ချိတ်ကလေးနဲ့ကျွန်တော်တို့ဒါဒီဇိုင်းလေးလဲစမ်းတယ်ပေါ့ဗျာနော်အိုက်ဇောဒီဇိုင်းလေးနော်အဲ့တော့မှကျွန်တော်တို့ဒါကလင်းမျိုးလေးရက်လက်ကောက်တဲ့နှစ်ကိုက်ကွင်းတစ်ကွင်းချင်းကျွန်တော်တို့ဒါနှစ်ကိုက်ကြော်ဝစ်ချင်တဲ့အန်တီတွေအမတွေနော်သူတို့တွေ့ကြတော့ကျွန်တော်တို့ကဒါဒီလိုမျိုးအသားတိုင်းပေါ့နော်အိန္ဒိယချီပြောင်စာလေးလာတယ်ကျွန်တော်တို့ဒါအတွန်းထဲမှာပေါ့နော်လူမမြင်တဲ့ကျွန်တော်ဒီလိုအတွန်းထဲမှာကျွန်တော်ဒါဆက်ပြီးတော့မှဝဲမယ်ပေါ့ဗျာနော်ပြောင်စာတက်ရှိတယ်တထောင်တထွားတမိုက်လိုတဲ့လောက်လေးဒါလည်းဝဲလို့ရတယ်လို့ကျွန်တော်တို့ဒါတကိုက်ကို1000လုံးနဲ့ရောင်းချပေးတယ်နော်တကယ်လို့ခွန်းကျယ်ဝက်ချင်ပြောရလေနော်နှစ်ကိုက်ကြော်ဝက်ချင်တယ်ဆိုဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒါလေးကနှစ်ကိုက်ပဲလာတယ်နှစ်ကိုက်တထွားတွေမလာဘူးနှစ်ကိုက်ခွန်းပုံမလာဘူးပေါ့ဗျာတခါတလေကြာလည်းပါတယ်ဒါပေမဲ့ကျွန်တော်တို့ကရှားတယ်ပေါ့နော်လာတဲ့ချိန်ကျလည်းရှားတယ်အားကြောင့်ကျွန်တော်တို့ကလာတော့လာတယ်ဒါပေမဲ့ရှားတဲ့အတွက်ကြောင့်နှစ်ကိုက်လိုပဲကျွန်တော်တို့ပြောရောင်းတယ်နော်တခါတလေမှပါလို့နော်ကျွန်တော်တို့ဒါခွင်းပိုဝစ်ချင်နော်ကျွန်တော်အစလေးပို့ဝဲရမယ်ဒါလေးကကြောကျွန်တော်တို့ကပန်းရောင်ဘက်ကိုပို့ပြီးများတာပေါ့နော်ကာလာဆုံးပေးမယ်လဲဒါကောင်ပန်းရောင်ဘက်ကိုပို့ပြီးတော့များတယ်နော်ဒီလိုမျိုးပေါ့ဗျာနော်အနက်ခံမှာကျွန်တော်တို့ကကာလာပြောင်းလေးတွေရွေးချယ်စရာရှိတယ်ပေါ့ဗျာနော်ဒါလေးကဒီဇိုင်းတစ်မျိုးအင်မတန်လူကြိုက်များလာတယ်ကျွန်တော်တို့ဒါစီနီဘူကြီးပေါ့ဗျာနော်စီနီလုံးလေးနဲ့တူတူကျွန်တော်တို့ဒါဘူချွင်းဒီဇိုင်းနှမျိုးကိုကျွန်တော်တို့ကပေါင်းပေးထားတာဒီလိုမျိုးအထဲမှာလည်းကျွန်တော်တို့ဒါလိုင်းစင်းလေးအဖြစ်လိုင်းစင်းလေးပါတယ်ပေါ့ဗျာနော်ဒါလေးလည်းနှစ်ကိုက်ကွင်းတစ်ကွင်းချင်းလေးရက်လက်ကောက်ထဲဒီမှာအပြင်ပိုင်းလေးတော်တော်လေးကိုရိုးရဆန်ပြီးတော့ဒေါင်စင်ကြိုက်တဲ့ချက်မတွေအတွက်ဆိုရင်အဆင်ပြေမယ်ဒီမှာအတွန်းပိုင်းနော်အတွန်းပိုင်းမှာလည်းခုနကလိုဒီဇိုင်းလိုပဲကျွန်တော်တို့ဒါချီကန်ချီပေါက်ဖြစ်တယ်နော်လေးရက်လက်ကောက်ထဲဖြစ်တယ်အိန္ဒိယချီအယောင်မကြောက်ဘူးရေမယုံဘူးနော်သူလည်းထုံနေလက်ကောင်းမယ်ကျွန်တော်တို့ဒါစီနီလုံးလေးတွေနေရာမှာကျွန်တော်အနက်ခံပေါ်မှာကာလာပြောင်းလေးတွေလာတဲ့ဒီဇိုင်းပေါ့ဗျာနော်ဒီလိုမျိုးလေးခုနလိုပဲကျွန်တော်တို့ဒါခွင်းပို့ဝက်ချင်ရင်ပြောင်စာလေးနဲ့ကျွန်တော်တို့ဒါဆက်ပြီးတော့မှဝဲရမယ်နော်ရွေးချယ်စရာဆိုရင်ကျွန်တော်တို့ဒီမှာဒီလိုမျိုးလင်းတဲ့ဘက်ကိုသွားတာလေးတွေနော်တောက်တဲ့ဘက်ကိုသွားတာလေးတွေဒီလိုနေရာမှာအနက်ခံမှာကာလာပြောင်းလေးတွေအများကြီးထပ်လာမယ်နော်ဒါကတော့ကျွန်တော်နမူနာအနေနဲ့ကျွန်တော်ဒါလေးဖြန့်ပြတယ်ဒီဇိုင်းလေးတွေကြိုက်တယ်ဆိုရင်ကျွန်တော်ဒါ Messenger မှာတော့လည်းကောင်းအောင်ဒီအောက်က Viber ဖုန်းနံပါတ်တော့လည်းကောင်းကျွန်တော်ဒါဆက်သွယ်ပြီးမေးမြန်းလို့ရတယ်နော်ကျွန်တော်တို့နိုင်ငံစုံနယ်စုံပို့ပေးပါတယ်နော်ကျွန်တော်ဒါကတော့68လမ်း3334မန္တလေးမြို့ချယ်ရီဦးချင်းရွာဒီဇိုင်းမဆိုင်မှာလာကြည့်မယ်ဆိုတော့မနေ့7နာရီညနေ6နာရီ6ခွဲထိကျွန်တော်တို့ဒါဖွင့်လှစ်ထားတယ်နော်ဟုတ်ကဲ့ပါဗျာကျွန်တော်ချင်းပေါ့ Facebook page လေးလည်းရှိမယ်နော် Cherry ဦးချင်း traditional ဆိုပြီးအင်္ဂလိပ်လိုအဲ့မှာလည်းကျွန်တော်တို့ဒါရိုက်ရှာလို့ရတယ်ကျွန်တော်တို့ကတော့အဓိကများသွားပြန်ကျွန်တော် Facebook page ကိုမှပို့ပြီးတော့ပုံလေးတင်ပြတယ်ပေါ့ဗျာနော်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်ဗျဒါနဲ့ကျွန်တော်ဒီမှာဆွဲကြိုးတွေကျွန်တော်တို့ဒါခပ်ပတ်တွေအစုံရပါသေးရဲ့နော်ကျွန်တော်ဒီမှာချင်းနဲ့ပတ်သက်တာတော်တော်များများလေးလည်းရပါတယ်ကျေးဇူးပါဗျ